ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ဦးဆောင်မှုဖြင့်ပဲခူးမြို့မှာမြမရိုးရာယဉ်ကျေးမှုနဲ့ညီအေးချမ်းသာယာသောလမ်းလျှောက်တကြံပွဲတော်ကိုကျင်းပလျက်ရှိနေပြီးစတုဒီတာကျွေးမွေးခြင်းများကိုနေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဧပြီလ14ရက်နေ့မဟာတကြံအကြားနေ့ဒီကနေ့မှာရွှေမော်တော်ဖျားလမ်းမှာတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှစတုဒီတာကျွေးမွေးလှူဒန်းခြင်းကံမောဇတာရီရွှေနန်းတော်မှာစတုဒီတာကျွေးမွေးလှူဒန်းမှုများပြုလုပ်ခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ပဲခူးမြို့တွင်မြမရိုးရယဉ်ကျေးမှုနဲ့အညီအေးချမ်းသာယာသောလမ်းလျှောက်တကြံပွဲတော်ကိုကျင်းပပြုလုပ်လျက်ရှိရာဧပြီလ14ရက်နေ့မဟာတကြံအကြနေ့မှာတော့တိုင်းအဆင့်ဌာနဆိုင်ရာများမှစတုဒီတာများဖြင့်ကျွေးမွေးလှူဒန်းခဲ့တာဖြစ်ပါတယ်။စတုဒီတာကျွေးတဲ့ပွဲမှာပေါ့လေကျွန်တော်တို့ဒါဟိုဌာနအနေနဲ့ကတော့ဒီအုံလို့ကြောက်ကြောပေါ့လေအုံလို့ကြောက်ကြောအယောက်900စာကျွန်တော်တို့စီစဉ်ထားပါလိုက်ဗျ။သူဘာပြောပေါ့ကျွန်တော်တို့ဒါဟိုမြမရိုးရတကြံဆိုတော့ဒါကျွန်တော်တို့ပြည်စင်ကျင်းပတဲ့ကိုယ့်ရဲ့ရိုးရာပွဲဖြစ်ပါတယ်ပေါ့နော်။ဒါလေးကိုလည်းမပြောက်ပြတ်အောင်ဟိုဆက်လက်ကျင်းပခြင်းဖြစ်ပါတယ်ပြီးတော့ဒီလမ်းလျှောက်တကြံပေါ့လေဘူဂရန်ဒီဇာကြီးဆိုတော့ပွဲကျင်းပတဲ့လမ်းလျှောက်တကြံအေးတကြံပေါ့လေဒါဘာပြောဒါအများပြည်သူတွေအေးချမ်းအောင်လို့ပျော်ရွှင်အေးချမ်းသာအောင်ဦးဒီပြီးကျင်းပပြီးတော့ကျွန်တော်လည်းဝမ်းသာကုန်ပြီးပါတယ်ပြီးလို့ရှိရင်ဒါကျွန်တော်လည်းဒါစတူဒီတာပေါ့လေဌာနတွေအားလုံးပေါင်းပြီးတော့ဒီစတူဒီတာကျွေးရတဲ့ပုံမှာလည်းဒါအများပြည်သူတွေလာရောက်သုံးဆောင်ခြင်းအပြင်ပေါ့လေကျွန်တော်တို့ဒါလူတန်းလာပြုပြီးတော့လက်ရှိဖြစ်ပေါ်နေတာကိုလက်ရှိဖြစ်ပေါ်နေတဲ့လို့ဒီကလင်ဘေးမှာလည်းဘာပြောမြန်မာနိုင်ငံမြန်အေးချမ်းပါသေးပေါ့လေဒါဆူတောင်းပြီးတော့ကျွန်တော်တို့ဒါလူတန်းလာပြုတဲ့ပွဲလေးလည်းဖြစ်ပါလေဗျာဟုတ်မုန်းနေကတော့အများကြီးပဲလေကျွေးတာတော့ဒီမှာမော်လက်ဆောင်းရဲဖြော်ရည်ရဲဒီမှာတခြားမုတ်လေးတွေဟောပေါ့အစုံပဲလူရှင်တွေကလည်းအများကြီးပဲဆိုတော့လေစားကြတယ်လည်းအများကြီးပဲအခုလိုဒီဇိုင်ပွဲတော်လေးကိုဒီလိုမျိုးစီစဉ်ပေးရတာကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့တိုင်းအားစားနဲ့ကားပညာဦးစီးဌာနကနေပြီးတော့ဟိုလမ်းလျှောက်တကြံမှာပူအောင်ပါဝင်စင်နေတဲ့ပြည်သူတွေအတွက်လူ900စာကိုမိုးလိပ်ပြလေးကျွေးမွေးဖို့စီစဉ်ဆောင်ရွက်ထားပါတယ်နှစ်စဉ်ကျင်းပနေတဲ့ရွေးရမပြည့်ပွဲလေးဖြစ်တဲ့အတွက်အခုတကြံကြားနေရနေစပြီးတော့အတက်နေ့ထိလမ်းလျှောက်တကြံဟိုရှင်ဘော်တော်ဖျားလမ်းမှာကျင်းပနေပါတယ်ပဲခူးမြို့သူမြို့သားတွေအနေနဲ့ပါဝင်ဆင်နွှဲကြပါလို့ဖိတ်ခေါ်ရပါတယ်။မိုးလုံးဆောင်နေနဲ့တောက်ခဲ့ပါတယ်ဒီမိုးလုံးကြီးပေါ်နေနဲ့ကျွန်တော်မိုးလေးပြာတို့လည်းကျွန်တော်ယူလာပါတယ်ခင်ဗျ။ဟုတ်အခုလိုမျိုးလမ်းလျှောက်တကြံလေးကျင်းပပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ။ဟုတ်စတုဒီတာကျွေးတဲ့ဌာနဆိုင်ရာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ။ပဲခူးမြို့ကမ္ဘောဇတာရီရွှေနန်းတော်မှာလည်းမဟာတကြံကာလအတွင်းစတုဒီတာများကျွေးမွေးလှူဒန်းလျက်ရှိရာမဟာတကြံအကြနေ့မှာတော့ဒံပေါက်နဲ့အေးများကိုကျွေးမွေးလှူဒန်းခဲ့တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တကြံအကြနေ့မှာပေါ့နော်စတုဒီတာတော့ကျွန်တော်ကဒံပေါက်ကျွေးပါတယ်ခင်ဗျဒံပေါက်ကျွေးတယ်မနက်8 နာရီလောက်တည်းကျွန်တော်အေးစားတိုက်တယ်ပေါ့အေးစားတိုက်ပြီးတော့ကျွန်တော်တို့9 နာရီခွဲလောက်မှာဒံပေါက်ဆက်ကျွေးပါတယ်ကျွန်တော်မနက်ဖြန်တကြံအကြနေ့မှာပေါ့နော်မလုံးရေးပေါ်နဲ့ကျွန်တော်အေးကိုကျွန်တော်စီစဉ်ထားပါခင်ဗျတကြံအတက်နေ့ပေါ့နောက်ဆုံးရက်မှာတော့ကျွန်တော်ထောက်ပတ်ထမင်းစတုဒီတာကျွေးပါမယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကတော့ဒီတကြံကာလတွေမှာတော့ကျွန်တော်ကမနက်8 နာရီဆိုတော့ကျွန်တော်ကနန်းတော်ဖွင့်ထားပေးပါခင်ဗျနေ့9 နာရီထိပေါ့အကျွေးမွေးကတော့ကျွန်တော်9 နာရီလောက်ဆိုဆက်ကျွေးပါတယ်ခုနှစ်သားသမီးမိသူမဆိုဝင်ရောက်လဲစားတော့နိုင်ပါခင်ဗျဒီစတုဒီတာမန္တဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြေနန်းဆောင်နဲ့ကျွန်တော်တို့ဗမာသနာအိတ်ဆောင်နဲ့ဂျားထဲမှာကျွန်တော်တေချာလမ်းစုံမှာကျွန်တော်စောက်ထားပါခင်ဗျပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ဦးဆောင်မှုဖြင့်ကျင်းပပြုလုပ်တဲ့လမ်းလျှောက်တကြံပွဲတော်မှာတကြံအကြနေ့မှစပြီးနေ့စဉ်စတုဒီတာများကိုကျွေးမွေးလှူဒန်းသွားမှာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့ပဲခူးသတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ